Saudi Club ရဲ့ NASA အသင်းဟာ Manchester United အသင်းကောင်းဆောင် Bruno Fernandes ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ Team Talk ကဖော်ပြထားပါတယ်။သတင်းတွေအရ NASA တိုက်စစ်မှု Cristiano Ronaldo ကိုယ်တိုင်ကသူ့ရဲ့ Portuguese လက်ရွေးစင်အသင်းပေါ် Bruno Fernandes ကို Saudi Pro League စီပြောင်းရွှေ့လာဖို့စီးရုံးနေတယ်လို့သိရပါတယ်။ Ronaldo ဟာ NASA အသင်းရဲ့ကစားသမားခေါ်ယူရေးစီစဉ်တွေမှာရေးပါသူတူအဖြစ်ပါဝင်လှုပ်ဆောင်နေပြီးအခုချိန်မှာလည်း Bruno ကိုခေါ်ယူနိုင်ဖို့နောက်ွယ်ကနေအားထုတ်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Manchester United ဘက်ကတော့ Bruno Fernandes ကိုရောင်းချဖို့စိတ်ကူးမရှိပဲ Michael Carrick ရဲ့လာမယ့်ရာသီအစီအစဉ်တွေထဲမှာမရှိမဖြစ်ကစားသမားတူအဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ်။အသင်းတော်ဝင်ရှိသူတွေအနေနဲ့ Bruno ဟာအသင်းအတွက်အစားထိုးရခတ်တဲ့ခေါင်းဆောင်တူဖြစ်ပြီးဘယ်လိုကန့်လန့်မှုမျိုးကိုမဆိုလက်ခံစဉ်းစားဖို့မရှိဘူးလို့သိရပါတယ်။ Bruno Fernandes ဟာကွင်းလယ်ကိုအဓိကထိန်းကျောင်းပြီးကိုဖန်တီးပေးနိုင်မှုနဲ့အသင်းကိုဦးဆောင်နိုင်တဲ့စွမ်းဆောင်ရည်တွေကြောင့် Manchester United ရဲ့အရေးကြီးဆုံးသားသမားတွေကတူအဖြစ်ဆက်လက်ရည်တည်နေဆဲဖြစ်ပါတယ်။ Ronaldo က Bruno ကိုခေါ်ယူဖို့ကြိုးစားနေတယ်ဆိုတာစိတ်ဝင်စားဖို့ကောင်းပေမဲ့ Manchester United အနေနဲ့ဒီလိုအသင်းရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ကိုလက်လွတ်ဖို့ခွင့်ရေးကအရန်နေပါတယ်။ဒီက Michael Carrick ရဲ့အသင်းတည်ဆောက်မှုမှာ Bruno ကခေါင်းဆောင်ပိုင်းရောကွင်းလယ်ကစားပုံရေးသွေးပိုင်းမှာပါအဓိကအရေးပါတဲ့အခန့်ကဏ္ဍမှာရှိနေပါတယ်။တကယ်လို့ Bruno ကိုခေါ်ယူဖို့ငွေကြေးပမာဏကြီးမားတဲ့ကန့်လန့်မှုတစ်ခုရောက်လာခဲ့ရင်တော့လက်ရှိအခြေအနေမှာတော့ United ဘက်ကညှင်းပယ်သွားဖို့လားလာကသာပုံများနေတာပါ။ မိန်နက်တဲ့အသင်းရဲ့နောက်တန်းဆောင်ကစားသမား Mazraoui ဟာဒီနွေရာသီမှာ United ကနေထွက်ခွာသွားဖို့မရှိဘူးလို့သိရပါတယ်။ကစားသမားအနေနဲ့မကြခင်ကမှသူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကိုပြောင်းလဲခန့်အပ်ခဲ့ပေမဲ့အဲ့ဒီပြောင်းလဲဟာအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတာမဟုတ်ဘဲအနာဂတ်ဆုံးဖြတ်ချက်တွေအတွက်သာဖြစ်တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ Mazraoui ဟာ World Cup မှာခြေစောင်းကောင်းတွေပြသခဲ့ပြီးနောက်အသင်းကြီးရှို့ရဲ့စိတ်ဝင်စားမှုရှိလာခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကတော့ Old Trafford မှာပဲဆက်ရှိနေဖို့ဆန္ဒရှိနေတာပါ။ Manchester United ဘက်ကလည်း Mazraoui ကိုရောင်းချဖို့အစီအစဉ်မရှိသေးပဲဒီပြ Michael Carrick ရဲ့လာမယ့်ရာသီအစီအစဉ်တွေထဲမှာရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်သတ်မှတ်ထားတယ်လို့ဆိုပါတယ်။ Morocco လက်ရွေးစင် Mazraoui ဟာ right back, left back နဲ့လိုအပ်ရင် center back နေရာတွေမှာပါကစားပေးနိုင်တဲ့ versatility မြင့်တဲ့ကစားသမားမျိုးဖြစ်ပြီးလာမယ့်ရာသီပြိုင်ပွဲဆောင်ရှင်ပြိုင်ရမယ့် United အသင်းအတွက်သုံးတက်မှာကတော့သေချာပါပဲ။ Mazraoui ကိုအသင်းမှာဆက်ထိန်းထားနိုင်တာက Manchester United အတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်။တွေ့ကြုံပြည့်ဝပြီးဒီလိုနေရာဆုံးကစားနိုင်တဲ့ခန်းစစ်ကစားသမားမျိုးကိုအစားထိုးဖို့ကလက်တွေ့မှာမလွယ်ကူနိုင်ပါဘူး။ Michael Carrick အနေနဲ့ Champions League ကိုပါရှင်ပြိုင်ရမယ့်အချိန်အသင်းရဲ့ squad တက်ကိုအားကောင်းကောင်းနဲ့ထိန်းထားခြင်းနဲ့ဆိုရင် Mazraoui ဟာမရှိမဖြစ်လိုအပ်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ United Academy ထွက်လူငယ်နောက်ခံကစားသမား Harry Elmas ဟာဒီနွေရာသီပြောင်းရွှေ့ဈေးကွက်အတွင်းမှာပဲ Manchester United ကနေထွက်ခွာသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။ဒီ Athletic သတင်းတောက် Lawry Whitewell ရဲ့ဖော်ပြချက်အရ Manchester United ဟာဒီကစားသမားကိုအငှားချတာထက်ပြီးသက်ရောင်းချဖို့ပုံမလိုလားနေပြီးကစားသမားအတွက်တန်ကြေးပေါင်6တန်းဝန်းကျင်သတ်မှတ်ထားတယ်လို့ဆိုပါတယ်။လက်ရှိမှာ Championship Club အသင်းများပြားကငယ်ရွယ်တဲ့ဒီဘယ်နောက်ခံလူကိုစိတ်ဝင်စားနေကြပြီးကန့်လန့်မှုရှို့နေသူဆွေးနွေးနေပြီလို့သိရပါတယ်။ Harry Elmas ဟာ Manchester United Academy ကနေထွက်ပေါ်လာတဲ့အလားအလာရှိလူငယ်ကစားသမားတစ်ဦးဖြစ်ပြီးပြည်သက်အများစုကအနာဂတ်မှာပထမအသင်းကြီးအတွက်ရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့မျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့လက်ရှိအသင်းရဲ့ပြိုင်ဆိုင်မှုမြင့်မားတဲ့အခြေအနေနဲ့ပုံမှန်ကစားခွင့်ရဖို့လိုအပ်ချက်အချို့ရှိနေတာတွေကြောင့်အသင်းတော်ဝင်ရှိသူတွေဘက်ကနှစ်ဖက်လုံးအတွက်ရေရှည်ကိုစဉ်းစားပြီးအခုလိုပြည်သက်ရောင်းချသွားဖို့စဉ်းစားနေတာဖြစ်နိုင်ပါတယ်။ Harry Elmas ကိုပေါင်6တန်းဝန်းကျင်နဲ့ပြည်သက်ရောင်းချမဲ့အခြေအနေမှာသဘောကျတဲ့ပြည်သက်တွေရှိသလိုဆက်ထိန်ထားတဲ့တယ်လို့ယူဆကြတဲ့ United ပြည်သက်အချို့လည်းရှိနေကြပါတယ်။ Harry Elmas ဟာအလားအလာကောင်းတဲ့လူငယ်ကစားသမားတစ်ယောက်ဖြစ်ပေမဲ့လက်ရှိသူ့ရဲ့အနေအထားက Manchester United လို့အသင်းကြီးမှာပုံမှန်နေရာရဖို့အခက်ခဲလွန်းပါတယ်။တကယ်လို့ buyback clause ဒါမှမဟုတ် sell on clause တစ်ခုခုထည့်သွင်းနိုင်မယ်ဆိုရင်တော့လာမယ့်အနာဂတ်မှာ United အတွက်ပုံမကောင်းမွန်တဲ့ကစားသမားရောင်းချမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ Middlesbrough အသင်းဟာ Manchester United လူငယ်ကစားသမား Fit ကိုဒီနွေရာသီပြောင်းရွှေ့ကာလမှာခေါ်ယူသွားဖို့လေးနက်စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ Sky Sport ရဲ့ဖော်ပြချက်အရဒီ Championship Club အသင်းက Fit အတွက်စုံစမ်းမေးမြန်းမှုတွေလည်းပြုလုပ်နေပြီလို့ဆိုပါတယ်။ Fit ဟာပြီးခဲ့တဲ့ရာသီ Bristol City အသင်းမှာငှားသွားရောက်ကစားခဲ့ပြီးသူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကြောင့်လည်းကလပ်အသင်းတော်တော်များများရဲ့အာရုံစိုက်မှုကိုရရှိခဲ့တာပါ။လက်ရှိအချိန်မှာတော့ Fit ဟာပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်မဲ့အသင်းတစ်သင်းစီပြီးသက်ပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီး Manchester United ဘက်ကလည်းအငှားဒါမှမဟုတ်ရင်ပြီးသက်ရောင်းချဖို့ကိုစဉ်းစားနေတယ်လို့သိရပါတယ်။လက်ရှိ Manchester United ရဲ့ဂိုးသမားနေရာမှာ Sonny Lemon နဲ့အခုမှတစ်ခေါ်ယူထားတဲ့ Carvalho တို့ရှိနေသလိုလူငယ်ဂိုးသမားတွေကလည်းနောက်ကနေတက်လာနေတဲ့အတွက်ကြောင့် Fit အတွက်လာမယ့်ရာသီကတေချာပေါက်ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ခက်ခဲနိုင်ပါတယ်။အသက်ငယ်ရွယ်ပြီးရေသွေးကောင်းတဲ့ဂိုးသမားတစ်ယောက်ဖြစ်လို့ပြီးသက်ရောင်းချမယ်ဆိုရင် buyback clause ဒါမှမဟုတ် sell on clause ထည့်သွင်းလိုက်တာကဒီချိန်မှာ United အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။ Serie A Club Como အသင်းဟာ Manchester United တိုက်စစ်မှု Joshua Zirkzee ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့အီတလီသတင်းတောက် Matteo Moretto ကဖော်ပြထားပါတယ်။ဇူလိုင်29ရက်နေ့ကထွက်ပေါ်လာခဲ့တဲ့သတင်းအချို့အရလက်ရှိ Cesc Fabregas နီးပြအဖြစ်ကင်တွယ်နေတဲ့ Serie A Club Como အသင်းဟာ Manchester United ရဲ့ Netherlands တိုက်စစ်မှု Joshua Zirkzee ကိုအလွန်သဘောကျနေပြီးလာမယ့်ရာသီတိုက်စစ်ပိုင်းအားဖြည့်ဖို့ရွေးချယ်စရာတစ်ခုဖြစ်စောင့်ကြည့်နေကြကြောင်းသိရပါတယ်။အပြောင်းရွှေ့ဖြစ်မြောက်ဖို့အတွက်တော့ Manchester United ဘက်ကအမှန်တကယ်ရောင်းချဖို့ဆန္ဒရှိမရှိဆိုတာအပြင်ကစားသမားကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်လည်းမူတည်နေတယ်လို့ဆိုပါတယ်။ Manchester United ဟာ Zirkzee အတွက်ယူရိုတန်း30ကနေ40ကျပ်တန်ကြေးသတ်မှတ်ထားပြီးတင့်တော်တဲ့ကမ်းလှမ်းမှုရောက်ရှိလာခဲ့ရင်ရောင်းချဖို့အသင့်ရှိနေတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ Joshua Zirkzee အနေနဲ့ဘောလောနာအသင်းမှာကစားခဲ့စဉ်က Serie A နဲ့အောင်မြင်စွာအံဝင်ခဲ့တဲ့မှတ်တမ်းရှိတာကြောင့်အခုလိုကိုမိုအသင်းဘက်ကသူ့ကို
ကိုရေရှည်စီမံကိန်းအတွက်တင့်တော်တဲ့ကစားသမားအဖြစ်ယူဆထားကြတာပါ။ခိုမိုအသင်းဟာတကယ်တမ်းမှာလွန်ခဲ့တဲ့2025နှစ်ကုန်ပိုင်းကတည်းကဂျိုရှူဝါဆက်စီကိုစိတ်ဝင်စားနေခဲ့ပြီးအခုနွေရာသီမှာတော့ခေါ်ယူဖို့ထပ်မံကြိုးပမ်းသွားနိုင်ခြေရှိနေတာပါ။ပြောရရင်ဂျိုရှူဝါဆက်စီအတွက်ကိုမိုအသင်းဘက်ကအခုလိုစိတ်ဝင်စားလာတာဟာညံ့အောင်စရာတော့မဟုတ်ပါဘူး။ဆက်စီဟာစီးရီးမှာရင်ကတည်းကသက်သေပြထားပြီးသားကစားသမားဖြစ်တယ်လို့အီတလီစီးရီးအသင်းရဲ့ကစားပုံနဲ့လည်းလိုက်ဖက်ပါတယ်။မန်ချက်စတာယူနိုက်တက်အနေနဲ့ဆက်စီအတွက်ယူရိုတန်40ဝန်းကျင်ရရှိမယ်ဆိုရင်စဉ်းစားတဲ့ကံလမ်းမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ PGMOL အဖွဲ့အစည်းကဒီယာဒီကစပြီးကိုသမားတွေတန်ရာကြောင့်ချိန်ဆွဲတာကိုရှော့ချနိုင်ဖို့စီမီယံတစ်တစ်ခုတရားဝင်အတည်ပြုလိုက်ပါတယ်။စီမီယံတစ်အရကိုသမားတန်ရာရပြီးကွန်တွင်စိတ်ကူးတာမှုခံယူဖို့ပွဲကိုရပ်တန့်ထားရတဲ့အခြေအနေမျိုးမှာကိုသမားမဟုတ်တဲ့အခြား10ယောက်ထဲက off-field player တဦးဟာကွင်းပြင်ပကိုချက်ချင်းထွက်နေရမှာဖြစ်ပါတယ်။အဲဒီကစားသမားဟာပွဲပြန်စပြီးနောက်အနည်းဆုံး10မိနစ်ကြာမှသာကွင်းထဲပြန်လည်ဝင်ရောက်ကစားခွင့်ရရှိမှာဖြစ်ပြီးဒီစီမီယံအဓိကရည်ရွယ်ချက်ကတော့ကိုသမားတွေအနေနဲ့တန်ရာကိုမျိုးမသားဟန်ဆောင်အကြောင်းပြပြီးချိန်ဆွဲတဲ့လုပ်ရက်တွေကိုရှော့ချဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရွှင်ချက်အနေနဲ့ကိုသမားဟာပြိုင်ပွဲရဲ့ကျူးလွန်မှုကြောင့်ဒဏ်ရာရပြီးအမှန်တကယ်ချက်ချင်းကုသမှုလိုအပ်တဲ့အခြေအနေပြင်းထန်တဲ့ထိခိုက်မှုဖြစ်စဉ်တွေဒါမှမဟုတ်သွေးထက်တန်ရုံဖြစ်နေတဲ့အခြေအနေတွေမှာတော့ဒီစီးမြင့်ကိုအသုံးပြုသွားမှာမဟုတ်ဘူးလို့ PGMOL ဘက်ကရှင်းပြထားပါတယ်။ဒီစီးမြင့်အသစ်ဟာပွဲချိန်ကိုပုံမထိရောက်စွာအသုံးချနိုင်ဖို့နဲ့မလိုအပ်တဲ့ပွဲရဲ့နောက်မှုတွေကိုထိထိရောက်ရောက်ရှော့ချသွားနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အထူးသဖြင့်ဒီစီးကန်းကြောင့်ပွဲပြီးကနေအနိုင်ရလဒ်နဲ့ဥဆောင်နေတဲ့အသင်းတွေကကိုသမားဒဏ်ရာရရှိဟန်ဆောင်ပြီးချိန်ဖြုံးတာမျိုးတွေရောနေလာနိုင်ပါတယ်။ဒါပေမဲ့ကိုသမားတယောက်အမှန်တကယ်ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေမျိုးတွေအတွက်တော့ဒီစီးမြင့်အသစ်ကိုအသုံးပြုမပြုဆိုတာဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကပဲအဓိကကျတယ်လို့သိရပါတယ်။ Manchester United ဟာဆွမ်စီအသင်းရဲ့အသက်20အရွယ်ကိုသမား Kit Markerson ကိုတရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။အသင်းအသင်းကြားရော်ကြီးဝင်ဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီးနောက်မှာတော့ Way U21 လက်ရွေးစင်ကိုသမားကို Old Trafford စီပြီးသက်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Kit Markerson ဟာပြီးခဲ့တဲ့ရာသီအငှားတွားရောက်ကစားခဲ့တဲ့အသင်းမှာ10ပွဲထိကလင်းရှိရယူနိုင်ခဲ့ပြီးတွေ့ကြုံကောင်းတွေစုဆောင်းထားနိုင်ခဲ့တယ်လို့သိရပါတယ်။ Manchester United အသင်းစီအခုလိုပြောင်းရွှေ့ရောက်ရှိလာပြီးနောက်မှာ Markerson ဟာ Man United U21 အသင်းနဲ့ပူးပေါင်းသွားမှာဖြစ်ပြီးကစားသမားရဲ့အနာဂတ်အတွက်ဆက်လက်တိုးတက်အောင်အသင်းဘက်ကစီမံသွားဖို့ရှိနေပါတယ်။ Manchester United ဟာလက်တလောနှစ်တွေမှာရေရှင်းရှိတဲ့လူငယ်ကစားသမားတွေကိုဇက်တိုက်ခေါ်ယူနေပြီးအခုခေါ်ယူလိုက်တဲ့ကိုသမား Kit Markerson ဟာလည်းအနာဂတ်အတွက်အလားအလာရှိတဲ့ယင်းနှိမ့်နှံမှုတစ်ခုဖြစ်ယူဆထားကြတာပါ။ဒီလူငယ်ကိုသမား Markerson အနေနဲ့အနာဂတ်မှာပထမအသင်းကြီးအဆင့်ထိတက်ရောက်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။ Manchester United ကစားသမားဟောင်း Jadon Sancho အတွက်အခုချိန်ထိအသင်းသစ်ရှာမတွေ့သေးတာကလူငယ်ကစားသမားတစ်တွေပေါ်ဘောလုံးလောကရဲ့လက်ရှိအခြေအနေကိုပြသနေတဲ့ဥပမာတစ်ခုလို့ဆိုနိုင်ပါတယ်။ Sancho ဟာရေသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ဥရောပတဝန်းကအသင်းတွေကတော့သူ့ကိုခေါ်ယူဖို့အလင်းလိုနေတဲ့ပုံစံမျိုးမတွေ့ရသေးပါဘူး။ Manchester United ဘက်က Jadon Sancho ကိုလက်လွတ်ဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းရင်းတွေထဲမှာလည်းဒီချက်တွေနဲ့ဆက်ဆက်နေပါတယ်။ပထမချက်ကလစာငွေမြင့်မားမှုဖြစ်ပါတယ်။လက်ရှိ free agent ဖြစ်နေတဲ့ဆိုပေမဲ့ Sancho ရဲ့လစာတောင်းဆိုမှုကမြင့်မားနေစေဖြစ်ပြီး Chelsea အသင်းနဲ့ Aston Villa အသင်းတို့မှာငှားတွားရောက်ကစားခဲ့ချိန်မှာလည်းခြေစွမ်းကိုတမတ်ထက်တီးတီးငြိမ်ငြိမ်မထိန်ထားနိုင်ခဲ့တာကြောင့်အသင်းများစုက Jadon Sancho ကိုထပ်မံစွန့်စားခေါ်ယူဖို့တွန့်ဆုတ်နေကြတာပါ။ဒုတိယချက်ကတော့ခေတ်သစ်ဘောလုံးလောကရဲ့ tactical requirement တွေပြောင်းလဲလာတာကြောင့်ပဲဖြစ်ပါတယ်။ထိပ်တန်းအသင်းတွေကသူတို့ရဲ့တိုက်စစ်ကစားသမားတွေကိုဂိုးဖန်တီးသွင်းယူနိုင်အောင်သာမကပဲ present လုပ်နိုင်စွမ်းခံစစ်ပြန်ဆင်းကူနိုင်စွမ်းနဲ့အနည်းဆုံးတိုက်စစ်မှာ2နေရာ3နေရာကစားနိုင်ဖို့ကိုဦးစားပေးရွေးချယ်ခေါ်ယူလာကြပါတယ်။ Jadon Sancho ရဲ့အဓိကပြဿနာကရေသွေးတဲလမ်းမရှိတာမဟုတ်ပါဘူး။ Manchester United မတိုင်ခင်ဒေါ်မွန်အသင်းမှာပြသခဲ့တဲ့ရေသွေးတွေကသူ့ရဲ့စွမ်းဆောင်ရည်ကိုသက်သေပြထားပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ထိပ်တန်းအဆင့်မှာအောင်မြင်ဖို့ဆိုရင်ရေသွေးတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူး။တည်ငြိမ်တဲ့ခြေစွမ်းအလုပ်ကြိုးစားမှုနဲ့လိုအပ်ရင်အသင်းအတွက်ပေးဆက်လိုစိတ်တွေကလည်းပိုပြီးရေးကြီးလာပါတယ်။ Jadon Sancho အနေနဲ့မှန်ကန်တဲ့ပတ်ဝန်းကျင်တစ်ခုရရှိခဲ့ရင်ပြန်လည်တောက်ပလာနိုင်သေးပေမဲ့လက်ရှိအခြေအနေမှာတော့ဘယ်အသင်းကမှသူ့ကိုစိတ်ဝင်စားခေါ်ယူလိုတဲ့ဆိုတဲ့သတင်းမျိုးမတွေ့လာရသေးပါဘူး။